ဒီနေ့မှာကျွန်တော်တို့ကမ္ဘာအင်အားကြီးနိုင်ငံကြီးတွေကအချင်းချင်းနျူကလ িয়ার စစ်ပွဲကိုစတင်လိုက်ပြီပဲဆိုကြပါစို့မိနစ်ပိုင်းစက္ကန့်ပိုင်းအတွင်းမှာပဲမြို့ကြီးတွေကချစ်ပြောက်ငှက်ပြောက်ဆိုလိုပြတ်သုံးသွားမှာလည်းဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေတို့စဉ်းစားမိလားအခုလိုမျိုးနျူကလ িয়ার စစ်ပွဲဖြစ်ပြီဆိုလို့ရှိရင်အမေရိကန်သမ္မတကဗမာသွားနေမှာလေသူ့ရဲ့ White House ထဲမှာပဲထိုင်နေမှာလားမဟုတ်ပါဘူးပေါ့နော်နျူကလ িয়ার စစ်ပွဲတွေကမ္ဘာကြီးပြတ်သုံးတဲ့အချိန်တွေအတွက်ကြိုတင်ပြန်စီပြီးတော့တိစောက်ထားတဲ့ဘန်ကာရီ Domesday Plane ဆိုတဲ့ကမ္ဘာပြက်လေယာဉ်ကြီးတွေဆိုပြီးတော့လည်းရှိပါတယ်ဟုတ်ပါတယ်ဒီနေ့မှာတော့ဒီအရာတွေကိုအမေရိကန်ဘယ်လောက်ထိတောင်မှအကုန်ကြခံပြီးတော့ဘယ်နေရာတွေမှာတိစောက်ထားလဲပေါ့နော်ဒီကြောင်းအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်လေ့လာထားမိသမျှကျွန်တော်မိတ်ဆွေတို့အတွက်တင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့အတွက်ကျွန်တော်စအောင်ပဲဖြစ်ပါတယ်ခင်ဗျကဲအဲ့တော့အခုပဲဗီဒီယိုလေးကိုစလိုက်ကြအောင်ပါပထမဆုံးအနေနဲ့အမေရိကန်မှာအစီအစဉ်ကြီးတစ်ခုရှိပါတယ်အဲ့ဒါကို COOP Continuity of Operation Plan ဆိုပြီးတော့နာမည်ပေးထားတာဖြစ်ပြီးတော့ဒီအစီအစဉ် plan ကြီးတစ်ခုလုံးထဲမှာဆိုလို့ရှိရင်နျူကလ িয়ার စစ်ပွဲတွေဒါဖြစ်ပေါ်လာခဲ့ရင်ဒါမှမဟုတ်ကမ္ဘာကြီးပေါ်မှာတဘာဝဘေးအန္တရာယ်ဆိုကြီးတစ်ခုခုကြာရောက်ပြီးတော့ကမ္ဘာပြတ်နိုင်တဲ့အခြေအနေတစ်ခုထိရင်ဆိုင်ရခဲ့ရင်ဆိုပြီးတော့သူတို့တွေကသူတို့ရဲ့အုပ်ချုပ်ရေးရနေရာတွေအစိုးရစစ်တပ်စတဲ့အရာတွေကိုအစဉ်အမြဲအမိန့်ပေးနေလို့ရမယ်ပြီးွားရင်သူတို့ကိုယ်တိုင်ကလုံခြုံတဲ့နေရာနောက်ဆုံးကိုယ်ပြောမယ်ဆိုလို့ရှိရင်ဝါရှင်တန် DC ကြီးပျက်စီးသွားတယ်ဆိုရင်တော့မှသူတို့ဆက်ပြီးတော့ရှင်းတန်နိုင်မယ်ခိုးလုံနိုင်မဲ့နေရာဆိုပြီးတော့စီစဉ်ချရေးဆွဲထားကြတာလည်းဖြစ်ပါတယ်အဓိကအနေနဲ့ကတော့ဒီ COOP ဆိုတဲ့ plan ထဲမှာမြေအောက်အနက်ရှိုင်းဆုံးမှာတိစောက်ထားတဲ့ဘန်ကာကြီးတွေကမ္ဘာပြည့်မဲ့အခြေအနေနျူကလ িয়ার စစ်တွေနဲ့ကြုံတွေ့ရတဲ့အခါမှာလေပေါ်မှာအကြာကြီးပြန်တန်းနေနိုင်မဲ့အမေရိကန်သမ္မတတွေခိုးလုံရနေရာတစ်ခုဖြစ်မဲ့Domesday Plane တွေပြီးသွားလို့ရှိရင်မြေအောက်မြို့တော်ကြီးတွေကိုပါ